မြန်မာနဲ့ Wi-Fi ကို smartphone laptop တို့နဲ့ဘယ်လိုချိတ်ဆက်ရမလဲပထမအဆုံး smartphone နဲ့ချိတ်ဆက်ပုံကိုပြောပြပေးပါမယ်ရှင်အရင်ဦးဆုံး Android ဖုန်းမှာဆိုရင် Wi-Fi setting တွေကိုသွားပါမြန်မာနဲ့ဒါမှမဟုတ်မြန်မာနဲ့ 5 ကိုရွေးပြီးရင် Advanced option တွေက EAP method ထဲကိုဝင် Android version 6နဲ့အထက်ဆိုရင် PWD ကိုရွေးပြီးတော့ Android version 6နဲ့အောက်ဆိုရင် PEAP ကိုနှိပ်ရမှာဖြစ်ပါတယ်ဒီ setting လေးတွေကိုရွေးပြီးသွားပြီဆိုရင်တော့ user name password ထည့်ပြီးတော့အသုံးပြုလို့ရပါပြီရှင် iOS ဖုန်းမှာဆိုရင် Wi-Fi setting တွေကိုသွားပါမြန်မာနဲ့ကိုရွေးပါ user name နဲ့ password ကိုရိုက်ထည့်ပြီးတော့အသုံးပြုလို့ရပါပြီရှင်နောက်ပြီးတော့ကွန်ပျူတာသို့မဟုတ် laptop နဲ့ပါချိတ်ဆက်ချင်တော့ control panel ကိုဖွင့်ပြီး network and internet ထဲကိုဝင်ပါ network and sharing center ကိုနှိပ်ပါပြီးရင်တော့ set up a new connection or network ကိုသွားပါပြီးရင်တော့ manually connect to a wireless network ဆိုတာကိုရွေးပါ network name မှာ space bar တစ်ချက်နှိပ်ပြီးမြန်မာနဲ့ security type တွင် WPA2 enterprise encryption type တွင် AES များရွေးပြီးအမှန်စစ်တွေဖြုတ်ပါပြီးရင် next ကိုနှိပ်ပါ chain connection setting ကိုသွားပြီး security type ရှိ setting ကိုနှိပ်ပါအမှန်စစ်များဖြုတ်ပြီး configure ထဲဝင်၍အမှန်စစ်ထပ်ဖြုတ်ပါအဆင့်၄မှာ security tab တွင် advanced setting ကိုနှိပ်ပါ 802.1 setting တက်ထဲမှာအမှန်စစ်ထည့်၍ user authentication ကိုရွေးပါထပ်ပြီးတော့ 802.11 setting ထဲမှာအမှန်စစ်ထည့်ပါပြီးရင်တော့ okay ကိုနှိပ်လိုက်ပါအကုန်လုံးပြီးသွားပြီဆိုရင်တော့မြန်မာ net Wi-Fi ကို connect လုပ်ပြီး user name နဲ့ password ကိုထည့်လိုက်ရင်အသုံးပြုလို့ရပါပြီရှင်